Take the exit toward. တက္ကဆက်မှာစက်ယုံနဲ့အရန်ပေါ်တယ်စက်ယုံနဲ့အဲ့လိုကုမ္ပဏီတွေပေါ်ပေမဲ့လူကများတဲ့ခါကျတော့ဒီလာခလည်းအရင်တိတ်တော့မမြင်တော့ဘူးထင်တယ်စီပွားရေးလုပ်မဲ့လူကုမ္ပဏီဖွင့်မဲ့လူကျတော့ဒီမှာအဆင်ပြေတော့မယ်မြို့အရင်ကြီးတော့ဦးရနေတွေ့တန်းခခနေကြောင့်ဟာနဲ့ နေဗလင်ကွင်းနေကုတ်ခင်ပင်အေယာဘော့လင်ကွင်းမြလင်ကွင်းอ่ะมันหลังไงตัวหิมไหนตัว Turn left. Then your destination will be on the right. ทำอะไรกว่ามึงมาตัวแอโรเพลนอ่ะဒီမှာ view area လေယာဉ်နဲ့အသက်ဆင်းများတဲ့နေရာပေါ့လေနေရောက်ထိုးတဲ့ခါကျတော့မမြင်ရဝေးလေယာဉ်ကွင်းအကြီးကြီးပြအဲ့ဒါကြောင့် 1529, the entire runway 18 left short, line up away. 18 left short, no, line up away to land 1529. เทคออฟก่อนเลยตอนยินเทคออฟก่อนAmerican 1655, 18 red. American 1655. The taxi via Alpha, Charlie, Bravo, hold လာပြန်ပြီနောက်တစ်စီး American 1849. အဲ့ဒါကဒီမှာ view လောက်ထားပြီးတာပြလူတွေထိုင်ပြီးတော့လေယာဉ်အသက်ဆင်းကြည့်အောင်လို့ American 1830, RNF to Laramie. တက္ကဆက်မှာ International Airport လေယာဉ်ကွင်းကနှစ်ခုရှိတယ်တဲ့အပြည်ဆိုင်ရာလေယာဉ်ကွင်း American 115 heavy, runway 18 left short. American 115 heavy, RNF to be Emma. parked, runway 18 left short, clear for takeoff. RNF be parked, 18 left. ဒီမှာကြီးပြီးပြီဆိုတော့ခီးဆက်ပြတော့ထွက်မယ်တခြားနေရာတကြီးမယ်လာပြန်ပြီတစီးကို3-4မိနစ်ပဲချားလိုက်ပြလာပြန်ပြီတစီးဟာနောက်တစီးကိုပဲပြန်လာပြန်အောင်နံလပ်နဲ့လာပြန်တစီး โอเค 10မိနစ်2မိနစ်ပဲချားလိုက်ပြတစီးကိုရှင်အတိတ်အဆင်မပြေဘူးညနေပိုင်းမှာအဆင်ပြေပဲတဲ့နေရောင်ထိုးရဆိုတော့ဗီဒီယိုရိုက်လို့အဝေးမမြင်အောင်လာပြန်ပြီတစီး อะไรที่มิวเซียม လာပြန်ပြီတစီးပြ Houston to Dallas. ဒီကနေပြီးတခြားနေရာပြန်သွားပြမယ် ทำเลย လူလေးနဲ့လေးဘာလို့တန်းနေရဲကားရောက်လာပြလာဆောင်ရဲတဲ့လုံချုံရေးအဲ့တော့တက်ဆက်ပြီးနေဝင်ဆောင်နေ Oh, bro. ဒီလေရင်ကတော့မတနေတာပုံမကျုံ Turn right. ကောင်းကင်မော်ရနေတယ်ဟိုင်းဝေးကြီးကိုပြန်သွားရမယ်ဟိုင်းဝေးအလဲနှစ်ခုကတော့ဟိုဘက်ဒီဘက်ဟိုင်းဝေးဒီဘက်ဟုတ်ဘေးတစ်ခုဟိုဘက်ဘေးတစ်ခုတော့ဒါမြို့ထဲဝင်တဲ့လမ်း โอ้โหลูกกับขี่เทรนอยู่ด้วยลูกเนี่ย လေးချောင်းရှိတယ်ဗျကရှိတယ်ဒီရထားတယ်မိုနိုရိန်း You're gonna be fine. 6
600 feet, merge onto Texas 114 East. အဲ့တော့လင်ကွင်းတကွင်းကနှစ်ကွင်းပြောင်းစည်းတဲ့ယထာပေါ့လေလင်ကွင်းယထာလမ်းအရှင်းလောက်တဲ့ကားတွေအလုံးချင်းနေတိမ်နဲ့တိမ်ကတ်နေတာဗျတလန်လောက်ပဲချားတယ်ဗျတချို့ဆိုရင်တလန်တော့မချားတော့ဘူး3000 4000လောက်ပဲ ထားရရနေအပေါ်မှာတန်ချင်းကဖာနေတယ်ထရပ်ကားတစ်စီးကိုလာကိုကြီးတာ This is Tech NBA. And 拉萨没送我真正的。 อ๋อลาซาปีတဲ့ကုမ္ပဏီဒီကုမ္ပဏီကဒါကတော့ပုတ်ရိကစာတိုက်တယ်စာတွေပစ္စည်းတွေပို့တဲ့ကုမ္ပဏီ Head. တဲလာရဲ့မြို့လေကောင်တောင်းHalf a mile, I-35E. Follow signs for Waco. On I-35E.
exit on the right. ကဲဒီလာလေမဲ့ပန်းချံရောက်ပါပြီနောက်ပြီးတော့အတိတ်ခဏရအတိတ်ပြရပြီမနော်